ရှိမှာငယ်ကဗီဇာကိုရှောက်ထားပေမဲ့ဗီဇာရမရကမတိချဘူးဖြစ်နေတာဟောပြီးတော့ငယ် block ထားတဲ့ process ကအရင်ကြာနေတာဖြစ်တဲ့အတွက်မရဘူးထင်ခဲ့တာပေါ့နော်ပြီးတော့ငယ်က Dublin Business School မှာ master ကို finance နဲ့ရှောက်ခဲ့တာဒါပေမဲ့ဗီဇာမရခင်တစ်ပတ်လောက်အလိုမှာကျောင်းကနေပြီးတော့ဒီ finance program ကပိတ်လိုက်ပြီးအဲ့တော့နေ business analytics ကိုတက်ပါလားဆိုပြီးတော့ offer ပေးတယ်ပြီးလို့ရှိရင်accounting ရှိရပြီးတဲ့အခါမှာgeneral MBA ရှိရပေါ့နော်ဒါပေမဲ့ငယ်ကကြတော့ business analytics ကိုပဲတက်ခဲ့လိုက်တာပေါ့နော် visa process တွေကစောရှောက်ရင်စော process က result တည်ရမယ်ပေါ့နော်ဆိုတော့ဒီဘက်ကိုလာမယ်သူတွေရှိရဆိုလို့ရှိရင်လည်းမြန်လေးရှောက်ပြီးတော့လိုအပ်တာလေးတွေကိုလုပ်ထားရင်ပို့ပြီးတော့အဆင်ပြေမယ်လို့ငယ်ကထင်နေပေါ့နော်ပထမဆုံးအလန်ရဲ့ရာဒီယိုကြီးကအရင်အေးတယ်ပေါ့နော်အေးတဲ့ဟာကငယ်တို့မှာဥမာဆိုလို့ရှိရင်ချင်းမိုင်မှာဆိုလို့ရှိရင်လည်းချင်းမိုင်မှာအရင်အေးတဲ့အချိန်ကြီးရှိရပြီးလို့ရှိရင်ရှမ်းပြည်မှာအရင်အေးတဲ့အချိန်ရှိရပေါ့နော်ဒါပေမဲ့ဒီ island အေးတဲ့ပုံကကြတော့ဒီငယ်တို့ပုံမှန်သွားတဲ့တောက်ဖွင့်နိုင်ငံနေနဲ့မတူဘူးပေါ့နော်တစ်ချက်ကပြီးတော့သူတို့ကတခါလေကြာရင်အေးတဲ့ဟာဗျာတိဦးကြီးကမိုးရလဲရွာနေတာပေါ့နော်အဲ့တော့အမြဲတမ်းလူတွေက puffer jacket ကြီးနဲ့ပဲအမြဲတမ်းသွားနေရတာပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့အဝတ်အစားတွေကလေနွေးတဲ့အဝတ်အစားတွေ heat tech တွေယူလာမှပဲပို့ပြီးတော့အဆင်ပြေမှာပေါ့နော်အဓိကကတော့ jacket ကအများကြီးဝယ်စရာတော့မလိုဘူးဒါပေမဲ့နည်းနည်းထူထူလေးဖြစ်ပြီးတော့ wind break rain proof ဖြစ်တဲ့ဟာလေးစောင်းလာရင်တော့ပို့ပြီးအဆင်ပြေပေါ့နော်ပြီးတော့မှဒီဘက်ရောက်မှဒါဒီသူတို့ mall တွေမှာရှိတဲ့ဈေးလျှော့တဲ့အချိန်လည်းရှိတဲ့အခါမှာဝယ်လို့ရတယ်ပေါ့နော် jacket တွေကိုပြီးတဲ့အခါမှာတော့ဆေးဝါးတွေပေါ့နော်ငယ်ကတော့ဆေးဝါးကပုံမှန်ဥမာဖျားရဆိုလို့ရှိရင် paracetamol နောက်ကျန်တဲ့လိုမယ်တင်တဲ့ဆေးတွေရောဝယ်ခဲ့ရပေါ့နော်ပုံမှန်ဆရာဝန် prescription လိုတဲ့ဆေးတွေကတော့ဒီမှာဆရာဝန်ပြပြီးမှဝယ်လို့ရအများတယ်ဒါပေမဲ့ရိုးဆေးတွေကတော့ကုန်တိုက်တိတိလေးဒါမှမဟုတ် drug store ဆိုင်လေးမှာလည်းဝယ်လို့ရတယ်ပေါ့နော်အဲ့တော့ဆေးကိုလည်းအများကြီးစိတ်ပူပြီးတော့ပေါ့နော်ပုံမှန်တောက်နေကြဆေးတွေဆိုလို့ရှိရင်တော့ယူခဲ့လို့ရတယ်ဒါပေမဲ့အရင်စိတ်ပူပြီးတော့ယူလာစရာမလိုပေါ့နော်အဲ့တစ်ဆက်တော့ရှိတယ်ပြီးတော့နောက်တစ်ခုကကြတော့ island စားရောက်ပြီးဆိုလို့ရှိရင်ငယ်တို့ကကျောင်းမှာပေါ့နော်ဘန်လုပ်ဖို့တွေနောက်တစ်ခုကPPS ဆိုရဲကားတစ်ခုလုပ်ဖို့ရယ်ပြီးလို့ရှိရင် immigration မှာသူက IRP ဆိုရဲပေါ့နော်ကတ်တစ်ခုကိုလုပ်ဖို့ရအတွက် appointment တွေယူရမျိုးရှိရပေါ့နော်အဲ့စားရောက်ခြင်းမှာဆိုလို့ရှိရင်အဲ့ဒါတွေလုပ်ရမှာပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ accommodation ပေါ့ accommodation ကဘယ်လိုကောင်းမလဲပေါ့နော်ငယ်ဆိုလို့ရှိရင်တော့ hosting power ငှားခဲ့ရပေါ့နော် hosting power တော့သူကအိမ်ပွဲစားလိုမျိုးဆိုတော့သူ့ကို agent fees တော့ပေးရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့အစားအစာပေါ့နော်အစားအစာကတော့မြန်မာအစားအစာပဲစားတတ်တဲ့သူတွေအဓိကပေါ့တခြားဒီမှာရှိရဲ့အစားအစာတွေကိုမစားတတ်ဘူးပူစားမကြိုက်ဘူးအဲ့လိုမျိုးဆိုလို့ရှိရင်တော့တော်တော်ကြီးအဆင်မပြေဘူးပေါ့နော်အဲ့တော့ကိုယ့်ချက်စားမှာပဲအဆင်ပြေဒီDublinမှာဘာမှဆိုင်လုံးဝမရှိသေးပါဘူးထိုင်းစာဆိုင်လည်းရှိတယ်ဒါပေမဲ့ထိုင်းစာဆိုင်ကလည်းငယ်နှစ်ဆိုင်စားကြည့်လာတော့တစ်ဆိုင်ကပို့ပြီးအဆင်ပြေပေါ့နော်ဒါပေမဲ့ဈေးကြီးရပေါ့နော်အဲ့တော့ကိုယ်တိုင်ချက်စားမှာပဲအဆင်ပြေတာပေါ့နော်ပြီးတော့အခုတလောဆိုလို့ရှိရင်ငယ်ကထမင်းစားပဲနဲ့ဖတ်ထုတ်ပြီးစားတယ်ခောက်ဆွဲစားတယ်ခောက်ဆွဲဆိုလို့ရှိရင်ခောက်ဆွဲပြုတ်တယ်ပြီးလို့ရှိရင်ရှမ်းခောက်ဆွဲအကုန်လုံးလုပ်စားတာပေါ့နော်အဲ့မှာငယ်သုံးနေစားingredients လေးရှိရပေါ့နော်အဲ့ ingredients လေးပုံလေးနဲ့ပြပြပါမယ်ပြီးတဲ့အခါမှာတော့အလုံးကင်ပေါ့နော်အ
လောက်ကိုင်းကကြတော့ part time ပေါ့ part time ကကျောင်းသားတွေကတယောက်ကိုတစ်ပတ်ကို90လောက်ခွင့်ရှိပေါ့နော်ဒါပေမဲ့ဒီ part time ကငယ်လိုမျိုးအလုပ်ရွေးရto be honest ဖြစ်ရမယ်ဆိုလို့ရှိရင်ငယ်အခုထိအလုပ်ရှာလို့မရသေးဘူးပေါ့နော်ငယ်လိုချင်တာကကြတော့ကုန်တိုက်တွေမှာဆိုလို့ရှိရင်အရောက်စီးလို့ပြီးလို့ရှိရင် office နဲ့ပတ်သက်တဲ့ job တွေကိုရှာနေရဖြစ်တဲ့အတွက်ငယ်အတွက်ကတော့အလုပ်ရှာဖို့တော်တော်ခက်တယ်ပေါ့နော်ဒီဆိုင်မှာ post တွေမတင်ပြဘူးဟင်းချက်တဲ့ဟာတွေမလုပ်ပြဘူးဆိုတာတနေ့ဟို CV ပေါင်းအများကြီးတနေ့ CV လွှတ်နေရပါပေါ့နော်အဲ့ချိန်မှာစားတဲ့ဟာလည်းအစားတော့ကိုအရင်အာယုံမြနေပဲနဲ့မနှက်ဆိုလို့ရှိရင်ရှိရပေါင်မှုကိုဂျုံချမ်းပေါင်မှုဖြစ်တဲ့အတွက်ပေါင်မှုကိုသူတို့ချက်ချင်းယူနေတာမကြိုက်ဘူးအဲ့တော့ပြန်ပြီးတော့ပေါင်မှုကိုကြောက်နဲ့ကြော်လိုက်တယ်အဲ့ဒါမနှက်နဲ့နေလည်းပေါင်စားအဲ့လိုလည်းဖြစ်လိုက်တယ်ပေါ့နော်ပြီးရင်တော့ညနေပိုင်းတော့ငယ်ချက်ထားဟင်းနေတယ်ကောင်းလေးတော့စားတယ်ပေါ့နော်ပြီးတဲ့အခါမှာတော့အလုပ်ကkitchen helper တို့နောက်တစ်ခုကဒီမှာလူအိုရီအများများတဲ့အတွက်ကြောင့် healthcare assistant ကိုရှောက်မယ်ဆိုလို့ရှိရင်တော့ပိုပြမြန်နေပေါ့နော်ဒါပေမဲ့ဖြစ်နေတာကြာတော့ငယ်ကအရန်ဟိုစီစာကြောင်းနဲ့တက်ပင်ပတ်မှာပါတယ်လို့ပြောလို့ရတယ်ပေါ့နော်အိမ်သာတက်ပြီးတော့မှရှင်းပြောရရင်ရေပြန်ချိုးနေတာပေါ့နော်ဒီတိုင်းသူတို့တွေကဒီ European တွေကကြတော့ tissue နဲ့သုံးတဲ့ဟာများတာဆိုတော့ငယ်က tissue နဲ့သုံးပြီးလို့ရှိရင်လည်းအဆင်မပြေဘူးအဲ့တော့ရေတစ်ခေါက်ပြန်ချိုးချနေရတယ်အဲ့တော့အရင်လည်းအေးတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့အတွက်သူများရဲ့ဝေယဝတ်စာရေးကင်တွေ့ပြရမှာကြတော့ငယ်တော့ကတော်တော်ခက်နေပေါ့နော်အဲ့တော့ငယ်အလုပ်ကိုဖိဖြစ်နေရလဲပါတယ်အခုထက်ထိအလုပ်မရသေးဘူးပေါ့နော်အဲ့တော့အလုပ်ကိုမရွေးပဲနဲ့တတိချာလေးမြင်မြန်ဆန်ဆန်ပဲလိုချင်တယ်ဆိုလို့ရှိရင်တော့မရွေးရင်တော့ kitchen helper တို့နောက်အဲ့ဒီ healthcare assistant တို့ကတော့ရမှာပေါ့လေ။ဒါမှ option မရှိဘူးဆိုလို့ရှိရင်တော့လေဒီ kitchen helper ဖြစ်ဒီအဲ့ဒီ healthcare ပဲဝင်ရရမယ်ထင်တာပဲ။ဆိုတော့ဒါကတော့အခုငယ်ကြုံနေရတဲ့ပြဿနာတွေပြထားပါပေါ့နော်။ပြီးတဲ့အခါမှာတော့လက်ထဲမှာကျောင်းစီပဲရှိရဆိုလို့ရှိရင်ပေါ့နော်ဖတ်ထိုင်မရသေးဘူးဆိုလို့ရှိရင်တိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်ဒီဘက်ကလာဖို့ကအနည်းဆုံးတော့3လစာလောက်စပိုက်ဖြစ်ဖို့ကတော့ငွေသားကင်ခဲ့ရင်တော့ပို့ပြီးတော့အဆင်ပြေမယ်လို့ငယ်ထင်တာပေါ့နော်ဆိုတော့ရလဲစူးစမ်းနေပါတယ်တနေ့လှုပ်ရှားရင်းနေပေါ့နော်အခုက semester တစ်ဖြတ်ပြီးသွားပြီဆိုတော့ကျောင်းလည်းပိတ်သွားပြီအလုပ်ကလည်းပို့ရှာလို့ရပြီပေါ့နော်အဲ့တော့ဒီကြားထဲမှာisland ကလူတွေရောဘယ်လိုမျိုးလောက်ကြလဲပေါ့နော်အလုပ်ကိုဘယ်လိုရှာကြလဲအခုကြည့်နေတဲ့သူတွေထဲမှာပေါ့နော်ပါတယ်ဆိုလို့ရှိရင် island ကလူတွေပါတယ်ဆိုလို့ရှိရင်ငယ်ကိုအကြံလေးပေးတော့ကြပါအောင်အလုပ်ကိုဘယ်လိုရှာရဲဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေမယ် let's discuss openly ပေါ့နော် so it's about my life nowadays လို့ပဲပြောရမှာပေါ့နော်ဒါပေမဲ့ဆိုတော့မလျှော့ပါဘူးတက်နိုင်ဆုံးတော့စူးစမ်းနေပါတယ်အဲ့ဆိုဒီနေ့ကတော့ဒီလောက်ပါပဲနောက်ရက်မှပဲဟင်းချက်တဲ့ video လေးတင်နိုင်အောင်စူးစမ်းပါမယ်ရှင်အားလုံး see you in the next video bye